ဈေးသက်သာလို့ပစ္စည်းတစ်ခုကိုဝယ်လိုက်ပေမဲ့မကြခင်မဲ့ပျက်စီးသွားတာမျိုးကြုံမှုပါတလားဒါမှမဟုတ်တယောက်ယောက်ကအချိန်ကုန်သက်သာအောင်အလုပ်ကိုအလင်းစလိုလုပ်ပြီးတော့အရေးသွေးမကောင်းတာမျိုးကိုတွေ့ဘူးပါတလားအဲ့ဒီလိုအခြေအနေမျိုးကို English မှာ cut corners လို့ခေါ်ပါတယ် Cut corners means to do something in the easiest, cheapest, or fastest way, often by ignoring important steps or reducing quality. Cut corners ဆိုတဲ့ idioms လေးရဲ့အဓိပ္ပာယ်ကအချိန်ငွေဒါမှမဟုတ်အားထုတ်မှုတွေကိုသက်သာစေဖို့လိုအပ်တဲ့အဆင့်တွေကိုကြော်ပြီးတော့အရေးအသွေးလျှော့ကလှုပ်ဆောင်ခြင်းဖြစ်ပါတယ် If you cut corners, the results won't be good. The cut corners ဆိုတဲ့ idioms လေးကိုသုံးပြီးတော့အောက်က comment မှာ sentence လေးတစ်ချောင်းလောက်ရေးပေးခဲ့ပါအောင်နော်